ဝမှာအသေးအတန်စူးစမ်းနေပေမဲ့ရှေ့မရောက်ပဲတဝဲလေလေဖြစ်နေဘူးလားရှင်ငါစူးစမ်းနေရဲ့နဲ့ဘာတွေများလွဲမားနေလို့လဲဆိုပြီးကိုမေးခွန်းထုတ်ဖူးတယ်ဆိုရင်တော့ဒီနေ့တင်ဆက်ပေးမယ့်စာအုပ်လေးကမိတ်ဆွေတို့အတွက်ပါပဲရှင်အားလုံးပဲမင်္ဂလာပါရှင်စာပေနဲ့အတွေ့ YouTube Channel လေးကနေနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Navi ဂေါတက်ရေးသားထားတဲ့အတိစိတ်ဤစွမ်းအားဆိုတဲ့ကဘာကျော်စာအုပ်လေးကိုအနှစ်ချုပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစာအုပ်ကတာမန်အောင်မြင်ရေးစာအုပ်မျိုးလုံးဝမဟုတ်ပါဘူးကျမတို့ရဲ့စိတ်အခြေအနေနဲ့လက်တွေ့ဘဝဘလို့ချိတ်ဆက်နေလဲဆိုတာကိုနက်နက်ရှိုင်းရှင်းပြထားတာပါစာရေးသူကကိုယ့်ရဲ့ဘဝအခြေအနေကိုပြောင်းလဲခြင်းရင်အပြင်ပန်းကအလုတ်ကင်တဲ့နေရာထိုင်ခင်းကိုပြောင်းယုံနဲ့မလုံလောက်ဘူးကိုယ့်ရဲ့အတွင်းအသိစိတ်ကိုအရင်ပြောင်းလဲရမယ်လို့ဆိုပါတယ်ဒါကိုသာတေးသေးချာချာနားလည်သွားရင်မဖြစ်နိုင်ဘူးလို့ထင်ထားတာတွေအားလုံးလက်တွေ့ဖြစ်လာနိုင်ပါတယ်ရှင်ဒီစာအုပ်ရဲ့အရေးကြီးဆုံးအနှစ်သာရတွေကိုအပိုင်း၄ပိုင်းခွဲပြီးရှင်းပြပေးသွားမှာမို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါနားဆင်ပေးဖို့တိုက်တွန်းချင်ပါတယ်ရှင်ဟေးကိုဘဝကိုအရင်မြစ်ကနေစတင်ပြောင်းလဲဖို့အစဉ်သင့်ဖြစ်ပြီဆိုရင်ပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်နော်အပိုင်းတငါဖြစ်သည်ဒီကမ္ဘာလောကကြီးမှာအကြောင်းတရားတစ်ခုတည်းပဲရှိပါတယ်အဲ့ဒါကတော့အတိစိတ်ပါပဲဒါကိုအလွယ်ဆုံးပြောရရင်ငါဖြစ်သည်ဆိုတဲ့ခံစားချက်ပဲဖြစ်ပါတယ်စဉ်းစားကြည့်ပါရှင်ကျမတို့ကငါဟာဆရာဝန်ဖြစ်တယ်ငါဟာဆင်းရဲတယ်ငါကကံမကောင်းဘူးလို့ပြောလို့ရှိကြတယ်ဒီနေရာမှာဆရာဝန်ဆင်းရဲတယ်ကံမကောင်းမှုဆိုတာတွေကနောက်မှကပ်ပါလာတဲ့အင်ကြီးတွေလိုပါပဲအဓိကအသက်ဝိညာဉ်ကတော့ငါဆိုတဲ့အရာပါပဲကိုဟာဘသူလဲဘယ်ရောက်နေလဲဆိုတာကိုမေ့သွားနိုင်ပေမဲ့ငါရှိနေတယ်ဆိုတဲ့အသီးကတော့ဘယ်တော့မှပျောက်မသွားပါဘူးဥပမာလေးတစ်ခုပေးရရင်ရုပ်ရှင်မင်းသားနေတိုးလိုပါပဲနေတိုးဟာစကားတကားမှာဆရာဝန်ဖြစ်ချင်ဖြစ်မယ်နောက်တကားမှာတခိုးဖြစ်ချင်ဖြစ်မယ်ဇာတ်ရုပ်တွေဘလောက်ပဲပြောင်းသွားပါစေအတွင်းကတရုပ်ဆောင်နေတဲ့နေတိုးဆိုတဲ့ပုံကိုကတော့ဘယ်တော့မှပြောင်းလဲမသွားပါဘူးကျမတို့ရဲ့အတိစိတ်ဆိုတာအဲ့ဒီမင်းသားနဲ့တူပါတယ်ဒါပေမဲ့ပြဿနာကကျမတို့အများစုဟာကိုငါကကန်ဆိုးတဲ့သူငါကညံ့တဲ့သူဆိုတဲ့ဇာတ်ရုပ်တွေပေးပြီးအဲ့ဒီဇလန်းထဲမှာပဲနှင်မွန်းနေတတ်ကြတာပါငါနေမကောင်းဘူးလို့ခံယူထားတဲ့၍မိတ်ဆွေရဲ့အတိစိတ်ကအဲ့ဒီနေမကောင်းခြင်းကိုပဲဆက်ပြီးဖန်တီးပေးနေမှာပါဒါကြောင့်ဘဝမှာမကောင်းတာတွေဖြစ်နေရင်အပြင်လောကကိုလက်ညှိုးမထိုးပါနဲ့ငါကဆင်းရဲတယ်လို့တွေးနေမယ့်အစားငါဟာချမ်းသာပြည့်စုံသူဖြစ်တယ်လို့အတွင်းစိတ်ကနေအရင်ဆုံးပြောင်းလဲခံယူရပါမယ်ရှင်အပိုင်းနှစ်ကြိုတင်ယူဆခြင်းနိယာမတွေးနေုံနဲ့တကယ်ဖြစ်လာမှာလားလို့မေးစရာရှိပါတယ်ဒီအတွက်စာအုပ်ထဲကအသက်သွေးကြောဖြစ်တဲ့ကြိုတင်ယူဆခြင်းနိယာမကိုဆက်လေ့လာကြည့်ပါမယ်ဒါဟာမိမိလိုရာဆန္ဒပြေဝပြီးပြီလို့ကြိုတင်ခံစားယူဆခြင်းပဲဖြစ်ပါတယ်1943ခုနှစ်ဒုတိယကမ္ဘာစစ်အတွင်းကအမေရိကန်စစ်သားလေးတစ်ယောက်အကြောင်းပြောပြချင်ပါတယ်သူကစစ်တပ်ကနေအိမ်ပြန်ခွင့်လျှောက်ထားပေမဲ့အထက်လူကြီးကပယ်ချလိုက်လို့မျှော်လင့်ချက်မဲနေခဲ့ပါတယ်အဲ့ဒီအချိန်မှာစာရေးသူကသူ့ကိုနီးလန်းတစ်ခုပေးလိုက်တယ်ဒီညအိပ်ယာဝင်ရင်စစ်တန်းလျားကကိုတင်မာမာကြီးပေါ်မှာအိပ်နေတယ်လို့စိတ်မသွင်းနဲ့မင်းအိမ်ကမွေးရအီအီလေးပေါ်မှာအိပ်နေတယ်လို့ခံစားပြီးအိပ်ပါတဲ့စစ်သားလေးကညတိုင်းအိမ်ကမွေးရလေးကိုစမ်းသက်ထိတွေ့နေတယ်လို့ခံစားတဲ့အိမ်ပြတင်းပေါက်ကမြင်ကွင်းတွေကိုစိတ်ကူးနဲ့ကြည့်တယ်အရေးကြီးဆုံးကငါအိမ်ရောက်နေပြီဆိုတဲ့ခံစားချက်နဲ့အိပ်ပျော်သွားအောင်ကြိုးစားခဲ့ပါတယ်အံ့ဩစရာကောင်းတာက8ရက်အကြာမှာပဲအထက်ကအမိန့်စာကျလာပြီးသူ့ကိုအိမ်ပြန်ခွင့်ပြုလိုက်ပါတယ်ရှင်ဒါဟာစားတောက်ဆိုင်မှာအစားအသောက်မှာတလို့ပါပဲကိုစားကျင်တာမှပြီးပြီဆိုရင်လာပါမလားဆိုပြီးစိတ်ပူမနေတော့ပါဘူးမှာပြီးပြီဖြစ်လို့စိတ်ချလက်ချထိုင်ဆောင်နေတတ်ပါတယ်ကြိုတင်ယူဆခြင်းနိယာမ
ဆိုတာအဲ့ဒီတိုင်းပါပဲကိုယ်ဆန္ဒကအပြင်မှာမဖြစ်သေးပေမဲ့စိတ်ထဲမှာတော့အော်ရာတင်ပြီးငါးစီရောက်လာတော့မယ်ဆိုတဲ့ကျေနပ်ပီတိခံစားချက်မျိုးနဲ့နေထိုင်ရမှာပါငါအောင်မြင်ခြင်းနဲ့ဆိုပြီးပါဇက်ကပြောနေပေမဲ့ရင်ထဲမှာကြောက်စိတ်ဝင်နေရင်အဲ့ဒီကြောက်စိတ်ကပဲလက်တွေ့ဖြစ်လာပါလိမ့်မယ်စကြဝဠာကမိတ်ဆွေတို့ပြောတာကိုနားမထောင်ပါဘူးမိတ်ဆွေတို့ရဲ့ခံစားချက်ကိုပဲပုံဖော်ပေးတာမို့လို့ပါရှင့်အပိုင်း3အာယုံစူးစိုက်မှုကြိုတင်ယူဆခြင်းနိယာမကိုသိပေမဲ့လက်တွေ့မှာမအောင်မြင်ကြတာဟာအာယုံစူးစိုက်မှုအားနည်းလို့ပါစိတ်နှခွဖြစ်နေတဲ့သူဟာဘာလို့မတည်ငြိမ်ပါဘူးရေရင်းတူးသလိုပေါ်ရှင့်ဒီနေရာမှာ3ပေတူးလိုက်ဟိုနေရာပြောင်းပြီး3ပေတူးလိုက်နဲ့နေရာ10နေရာလောက်လိုက်တူးနေရင်ရေထွက်လာပါမလားပေ30အနက်ရောက်အောင်တနေရာတဲကိုပဲစူးစူးဆိုင်ဆိုင်တူးမှသာရေထွက်လာမှာပါမနက်ခင်းမှာငါတထေးဖြစ်ရမယ်လို့တွေးလိုက်နေလေကြတော့ကုံစည်းနှုံးတွေတက်လိုက်တာပတ်စံမရှိတော့ဘူးလို့ညီးလိုက်ဖြစ်နေရင်ရေရင်းကိုတိမ်တိမ်လေးတွေလိုက်တူးနေသလိုဖြစ်နေပါလိမ့်မယ်ဒါကိုပြင်ဆင်ဖို့စာရေးသူကလေ့ကျင့်ခန်းတစ်ခုပေးထားပါတယ်အဲ့ဒါကတော့တနေ့တာကိုနောက်ပြန်လှည့်ကြည့်ခြင်းပါညအိယာဝင်ခါနီးတိုင်းအခုကတင်ပေါ်ရောက်တဲ့အချိန်ကနေမနက်အိယာထားတဲ့အချိန်ထိရုပ်ရှင်ကိုနောက်ပြန်ရစ်သလိုပြန်စဉ်းစားကြည့်ပါအစာပိုင်းမှာခက်ပေမဲ့နေတိုင်းသာလုပ်ကြည့်ပါကိုယ်စိတ်ကိုထိန်းချုပ်နိုင်စွမ်းအကြီးကျယ်တိုးတက်လာပြီးကိုဖြစ်ချင်တဲ့အနာဂတ်ပုံရိပ်ကိုဆွဲမြဲစုပ်ကင်ထားနိုင်ပါလိမ့်မယ်ရှင်အပိုင်းလေးဘာဝကြခြင်းနဲ့ဇွဲကိုဖြစ်ချင်တာကိုတွေးနေပေမဲ့ဘာလို့လက်တွေ့ဖြစ်မလာတာလဲအကြောင်းရင်းကသဘာဝမကျသေးလို့ပါကားစမောင်းခါစလူတယောက်ကိုမြင်အောင်ကြည့်ပါစတီယာရင်ကိုတင်းနေအောင်ကင်ထားတယ်ခြေထောက်ကဘရိတ်နင်းရမလားလီဗာနင်းရမလားပြာရာခတ်နေတယ်ငါကားမောင်းတတ်တယ်ဆိုတဲ့ခံစားချက်ကလုံးဝသဘာဝမကျသေးပါဘူးဒါပေမဲ့နေတိုင်းသာဇွဲနဲ့ဆက်မောင်းကြည့်ပါနောက်ပိုင်းကျတော့တချင်းလေးနားထောင်ရင်စကားပြောရင်းတောင်အလိုမောင်းတက်သွားပါတယ်ကြိုတင်ယူဆခြင်းနိယာမကလည်းဒီလိုပါပဲငါဟာအောင်မြင်သူပါဆိုတဲ့အတွေးကိုအစပိုင်းမှာအားစိုက်ပြီးတွေးရပေမဲ့ကိုယ်တွေးသားတဲ့စီးဝင်သွားတဲ့အထိတဘာဝကြကြအလိုလျောက်ဖြစ်သွားတဲ့အထိထက်ခါလေ့ကျင့်ယူရပါမယ်အဲ့ဒါကိုပဲဇွဲလို့ခေါ်တာပါရှင့်စာအုပ်ထဲကချစ်စရာဇလန်းလေးတစ်ပုဒ်ရှိပါတယ်ညီလေးကခွေးလေးတစ်ကောင်လိုချင်တော့အဖွားဖြစ်သူကမင်းဖေကခွေးမုံတယ်ဘယ်တော့မှဝယ်ပေးမှာမဟုတ်ဘူးလို့ညင်းပါတယ်ဒါပေမဲ့ကလေးလေးကညာတိုင်းအိပ်ယာဝင်ရင်သူ့ဘေးမှာခွေးလေးတစ်ကောင်အိပ်နေတယ်ခွေးလေးရဲ့အမွေးပွားလေးတွေကိုပုတ်တက်နေရတယ်လို့စိတ်ကူးရင်ပြီးအိပ်တယ်6ပတ်လောက်အကြာမှာသတင်းစာတိုက်ကလှုပ်တဲ့တရိတ်ဆန်ချစ်သူများစာစီစာကုန်းပြိုင်ပွဲမှာကလေးလေးပထမဆုရသွားပါတယ်။ဆုကတော့အရန်လာတဲ့ခွေးလေးတစ်ကောင်ပါပဲ။အဲ့ဒီအခါခွေးမုန်းပါတယ်ဆိုတဲ့မိဘတွေလည်းဘာမှမပြောနိုင်တော့ပဲအိမ်မှာမွေးခွင့်ပြုလိုက်ရပါတော့တယ်။တွေ့လားရှင်။ဇွဲဆိုတာလူတွေကိုလိုက်ပူစာနေတာမဟုတ်ပါဘူး။အပြင်လောကကြီးကမဖြစ်နိုင်ဘူးလို့ညင်းနေတဲ့ကြားကနေကိုယ်စိတ်ထဲမှာဖြစ်သွားပြီးဆိုတဲ့ခံစားချက်ကိုမလွတ်တမ်းစုပ်ကင်ထားတာကိုခေါ်ရပါရှင့်လက်တွေ့အသုံးချရင်အချက်3ချက်ဒီစာအုပ်ကိုလက်တွေ့အသုံးချဖို့ဆိုရင်ဒီအချက်3ချက်ကိုမှတ်ထားပါရှင့်1လိုချင်တာကိုတိတိကျကျသတ်မှတ်ပါငါအစဉ်ပြေခြင်းနဲ့ဟာလို့ပြောရုံနဲ့မလုံလောက်ပါဘူးဘလောက်ဝင်ငွေရချင်တာလဲဘလို့အိမ်မျိုးနဲ့နေချင်တာလဲတိကျရပါမယ်။တစ်ဖေးဆိုင်မှာကြားစိမ့်တစ်ခွက်ပေးလို့တိတိကျကျမှကိုတောက်ချင်တာရတယ်လို့မျိုးပေါ်ရှင်။နှစ်အိယာဝင်ချိန်ကိုအသုံးချပါအိပ်ပျော်ခံဒီအချိန်လေးဟာရွှေလိုတန်ဖိုးရှိပါတယ်။ကိုဖြစ်ချင်တာဖြစ်သွားပြီဆိုတဲ့ပီတိစိတ်နဲ့အိပ်ပျော်သွားအောင်ကြိုးစားပါ။ရာထူးတိုးခြင်းတငယ်ချင်းတွေကအကုန်ယူပါတယ်လို့လာပြောနေတဲ့အတန်တွေကိုကြားယောင်ပြီးအိပ်ဆက်ပါ3အတွင်းစိတ်စကားတန်ကိုပြောင်းပါတဏီကုံကိုပြန်ပြောနေတဲ့စကားတွေရှိပါတယ်
အစင်ကိုမပြေဘူးတထေးကငါ့ကိုမုန်းနေတယ်စသဖြင့်ပေါ့အဲ့ဒီအတန်တွေကိုချက်ချင်းပြောင်းပစ်ပါတထေးကကိုယ့်ကိုချီကျူးနေတယ်လို့ပြောင်းတွေးကြည့်ပါအတွင်းစိတ်ကစကားတွေပြောင်းလဲသွားရင်အပြင်လောကကြီးလည်းအလိုလိုလိုက်ပြောင်းလဲလာပါလိမ့်မယ်ရှင်ညီကုန်းချုပ်ကြိုတင်ယူဆခြင်းနိယာမစာအုပ်ကကျမတို့ကိုပေးတဲ့အကြီးမားဆုံးလက်ဆောင်ကတော့လွတ်လပ်မှုပါပဲကျမတို့ရဲ့ကံကြမ္မာဟာသူများလက်ထဲမှာရှိနေတာမဟုတ်ပါဘူးကျမတို့ရဲ့ငါဆိုတဲ့အသိစိတ်ထဲမှာပဲရှိနေတာပါကိုဘဝကိုပြောင်းလဲခြင်းရင်အပြင်ကမှန်ကိုလိုက်တုံနေလို့အလကားပါပဲမှန်ထဲမှာပေါ်နေတဲ့ကိုယ့်ရဲ့မျက်နှာကိုယ့်ရဲ့အတွင်းစိတ်ကိုအရင်ပြုံးပြလိုက်ပါဒါဆိုရင်မှန်ထဲကပုံရိပ်ဖြစ်တဲ့လက်တွေ့ဘဝကလည်းအလိုလိုလိုက်ပြုံးလာပါလိမ့်မယ်ရှင်ဒီအနှစ်ချုပ်လေးကမိတ်ဆွေတို့ရဲ့အတွေးအခေါ်တစ်ခုကိုပြောင်းလဲပေးနိုင်ခဲ့တယ်ဆိုရင်ကျမတို့ကိုအားပေးတဲ့အနေနဲ့ like နဲ့ share လေးလုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ဒီလိုကဘာကျော်စာအုပ်အနှစ်ချုပ်တွေကိုအမြဲနားဆင်နိုင်ဖို့စာပေနဲ့အတွေ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်မိတ်ဆွေတို့အားလုံးပဲကိုလိုချင်တဲ့ဘဝကိုဖန်တီးနိုင်သူတွေဖြစ်ကြပါစေရှင်